ကောင်းမြတ်တဲ့ဘဝလေးတစ်ခုရလာတဲ့အခါမှာအချိန်လေးကောင်းနေတာလေးကိုဆက်ပြီးတော့အချိန်လေးကောင်းအောင်ကုသနာမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလုပ်အောင်မှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားဘလို့ဩဝါဒပေးတော့ဆိုကောသလမင်းကြီးကိုဟောလိုက်တဲ့တရားအနေပြီးဆက်ပြီးတော့မြတ်စွာဘုရားဟောတာလေးကိုကြည့်အတ္တနိစေပိယံစဉ္ညာနတ္နံပပေနတန်ရုစေကိုဘဝဆက်တိုင်းကောင်းစားစေခြင်းနဲ့ဆိုရင်တဲ့မကောင်းမှုအကုသိုလ်တွေနဲ့ဘယ်တော့မှကိုယ့်ရင်နဲ့နှလုံးနဲ့မရှင်တွဲစေနဲ့နတ္နံပပေနဆိုလိုတာကမဟုတ်တာလုပ်ဖို့စိတ်မကူးနဲ့ကိုယ့်ရင်ထဲမှာမဟုတ်တဲ့အတွေးတွေရောက်လာစေနဲ့တွန်းလှန်ဖယ်ရှားပြေလို့သူပြောတာနော်လက်မခံနဲ့မဟုတ်တဲ့အတွေးဆိုတွန်းလှန်ကောင်းတဲ့အပြစ်ကင်းပြီးတော့ကုသိုလ်ဖြစ်တဲ့အတွေးတွေကိုတွေးပေးပါဘာတွေတွေးရမလဲကိုယ်ရေးကိုတွေးတာကြရင်အေးဒီနေ့ငါဟာကိုချင်းသီလနဲ့ပြည့်စုံရင်လားငါတဏ္ဍမှာကိုချင်းသီလရှိရလားငါပါရိနဲ့အချိန်ကုန်နေတယ်လေငါစိတ်တရားရောကုသိုလ်စိတ်နဲ့အချိန်ကုန်သလားကိုယ့်ကိုဆန်းစစ်ပြီးတဲ့အခါကျတော့ကုသိုလ်နဲ့အချိန်ကုန်အောင်ကြိုးစားဖို့လိုအပ်တယ်ရင်နဲ့နှလုံးနဲ့ကုသိုလ်ရဖို့ဟာအရေးကြီးတယ်ရင်ထဲမှာတရားဖြစ်နေတယ်လှူတာမလှူတာတဲ့တရားဖြစ်နေတယ်ရင်ထဲမှာတတိတွေဖြစ်နေတယ်ရင်ထဲမှာမကောင်းတာတွေကိုမလုပ်ဖို့ကြိုးစားတဲ့ဝီရိယတွေဖြစ်နေတယ်ရင်ထဲမှာစိတ်တွေလေလွင့်မနေဘဲနဲ့ကောင်းမြတ်တဲ့အာရုံတစ်ခုပေါ်မှာတည်ကြည်မှုတွေဖြစ်တယ်ရှင်ထဲမှာအမှန်ကန်ဆင်ញင်သုံးသပ်တတ်တဲ့အကုသိုလ်ရဲ့အပြစ်ကုသိုလ်ရဲ့အကျိုးတွေဆင်ញင်သုံးသပ်တတ်တဲ့အသိဉာဏ်တွေဖြစ်နေမယ်တတ္ထဝီရိယတတိသမာဓိပညာဆိုတာဒါတွေဖြစ်နေတယ်ဆိုရင်မကောင်းတဲ့အကုသိုလ်တွေကိုယ်တဏ္ဍမှာမဖြစ်တော့သီလနဲ့ထုံမွမ်းထားမယ်တရားနဲ့ထုံမွမ်းထားမယ်တုတ္တနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းတယ်ဆိုတာမကြတတိယကိုပြောတာကိုစောင့်တဲ့သီလလေးတွေमेंမကြတတိယတတိယနေခြင်းအပြင်ကုသိုလ်ဆိုတာစိတ်ထဲကတတိယပြီးတော့နေတဲ့အခါမှာဒီသီလဟာထပ်ဆောင်မလို့အကျိုးတက်လာတာအကျိုးဖြစ်လာတာအဲ့ဒီတခါတတိယရင်တခါကုသိုလ်စိတ်ဖြစ်တယ်နှစ်ခါတတိယရင်နှစ်ခါကုသိုလ်စိတ်ဖြစ်အဲ့တော့ယဉ်နဲ့နှလုံးထဲမှာတတ္ထာပရိဘာဝိတစိတ်သီလပရိဘာဝိတစိတ်တုတ္တပရိဘာဝိတနာထားတဲ့တရားတွေမကြတရားနာစဉ်းစားတုတ္တပရိဘာဝိတစာကကိုလူထားတဲ့ကုသိုလ်ကောင်းမှုတွေကိုရင်နဲ့နှလုံးထဲမှာမကြကြသတိတာအေးဆင်ញင်တုံတရားလှုပ်တင်တာနဲ့မလှုပ်တင်တာအ ਨੇ ဆုံးကကံဤအကျိုးကိုသိမြင်တဲ့ပညာကမ္မတက္ကတာသမာဓိဋ္ဌိမမြဲဘူးလို့သိတာဝိပဿနာသမာဓိဋ္ဌိအ ਨੇ ဆုံးကမ္မတက္ကတာသမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိဆိုကိုယ့်ရဲ့နဲ့ဖြစ်အောင်လုပ်ရမှာပဲဖြစ်တယ်အဲ့လိုဖြစ်နေခြင်းအပြင်သိနေလို့ရှိရင်မသိတဲ့မောဟကုသနာမှာမဖြစ်ဘူးကုသိုလ်တရားကိုတတိယနေခြင်းအပြင်ကုသိုလ်တရားကိုမေ့လျော့တဲ့ပမာဒတရားလည်းကိုယ့်ရဲ့နဲ့မှာဖြစ်တော့ဘူးအဲ့ဒါလို့အစိုးတရားတွေကိုဖယ်ရှားဖို့မြတ်စွာဘုရားအတ္တနိစေပိယံစဉ္ညာကိုမျက်နှိုးတဲ့တန်ဖိုးထားတဲ့ဆိုရင်နတ္နံပပေနတန်ရုစေကိုယ့်ရဲ့နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေဖြစ်စေနဲ့တဲ့ဘာကြောင့်တိုက်တွန်းရတယ်လဲဆိုရင်နာဟိတံသူလဗံဟောတိဒုက္ခံဒုက္ကတာကာရိမဟုတ်တာလုပ်ပြီးကောင်းကျိုးချမ်းသာဆိုတာမရနိုင်ဘူးမကောင်းတာလုပ်ပြီးအကောင်းရမယ်လို့တော့ဘယ်တော့မှမတွက်နဲ့မကောင်းတာလုပ်ရင်မကောင်းတာပဲရမှာပဲကောင်းတာလုပ်မှကောင်းကျိုးရမယ်ဆိုတဲ့ကိုယ့်ရဲ့နှလုံးထဲမှာကောင်းတဲ့စိတ်တွေဖြစ်အောင်ကြိုးစားအထောက်ပါတတ္တမကရိယကလျာဏနိစ္စယတမ္ပရာယိကပုံညာနိပရလောကမေပဋိဋ္ဌာဟောတိပါနေနာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်ကောင်းမှုကြိုးစားပြုပါကိုယ်တိုင်းတာကုသိုလ်ကောင်းမှုပြုတယ်ဆိုတာလူကြီးနေရာမှာကြီးလည်းပြောတာမဟုတ်ဘူးကုသိုလ်ကောင်းမှုတွေကိုအစဉ်အဆက်လိုက်ပြီးတော့ကြည်လိုက်မယ်ငွေကြေးတနာမပါဘဲနဲ့ကုသိုလ်ဖြစ်တာတွေကများတယ်ငွေကြေးတနာအသုံးချပြီးတော့လှူတဲ့ကုသိုလ်ကတစ်မျိုးငွေကြေးတနာအသုံးချလို့ရတဲ့ကုသိုလ်တွေမှာတော့ကျောင်းဆောက်လှူတဲ့ကုသိုလ်ဟာအမြတ်ဆုံးအဆောင်ဥပေါ်လေဆောက်ဥဆောက်ပြီးတော့လှူတယ်အများအတွက်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ကဗုဒ္ဓတရဏံကိသမိဓမ္မတရဏမိမိရဲ့ဘဝကိုဖရာကိုအနန္တနဲ့တရားကိုအနန္တနဲ့တန်ခါကိုအနန္တဖရာအဆုံးမတိုင်းနေပါမယ်တရားတိုင်းကျင့်ပါမယ်တန်ခါတွေကိုလှူဒန်းမှုဖြင့်ကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဒီတရဏဂုံတီးတဲ့ကုသိုလ်ဟာကျောင်းဆောင်လှူတဲ့ကုသိုလ်တွေမြင့်မားတယ်အဲ့ဒီတဲ့မြင့်မားခြင်းဘာလို့တော့ငါးပါးသီလကိုမကြိုးမပေါမပြောင်းမကြားရအောင်တန်ဖိုးထားပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ပါ
အဲ့ဒီတဲ့ပို့ပြီးတော့ကုသိုလ်ရချင်သေးတယ်ဆိုလို့ရှိရင်မေတ္တာပွားပါမေတ္တာတော့မှဘယ်လောက်ထိအောင်လျှော့စေးပေးထားတော့နန္တာတရှူလေးလောက်ပဲဖြစ်အောင်ပွားကြည့်ပါတဲ့နန္တာတရှူဆိုတာတဏ္ဍခါလေးသွေးထားပြီးတော့လက်လေးတစ်ချောင်းနဲ့တဏ္ဍခါလေးကောယူပြီးတော့နှာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးဟာတစ်စက္ကန့်လေးပဲရှိမှာပေါ့နော်အဲ့ဒီအတိုင်းအတာလေးပဲဖြစ်စီတရားအားလုံးအစဉ်ပြေကြပါစေကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုအများပေါ်မှာမုန်းတီးတဲ့ဒေါသမဖြစ်အောင်အဲ့ဒီအချိန်လေးမှာမေတ္တာပွားပေးပါအဲ့ဒါတော့ပွားရင်တောင်းပါပဲဒီမေတ္တာဘာဝနာကုသိုလ်ဟာခုနကပြောတဲ့တရဏဂုံသီလတဲ့ပုံမြင့်မြတ်သေးတယ်ဒါဖြင့်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့အစ္ဆရာသင်္ကတမတ္တပိအနိစ္စတိညာဘာဝေတိလက်ဖြစ်တတိအချိန်ပိုင်းလေးဖြစ်ပါစေကိုယ့်ကိုဆင်ញင်သုံးသပ်လိုက်ပါငါလည်းမမြဲဘူးငါပစ္စည်းတွေလည်းမမြဲဘူးတနေ့ကျရင်ငါတို့အလုံးထားသွားရမှာပဲအရာခတ်သိမ်းဟာဘယ်သူမှမမြဲဘူးသင်္ခါရတရားမှန်သမျှဟာဘယ်အရာပဲဖြစ်ဖြစ်ပြောင်းလဲပျက်စီးခြင်းနဲ့ပဲကြုံရမယ်ဆိုတဲ့စဉ်းစားဉာဏ်လေးတစ်ခုဖြစ်အောင်ကြိုးစားလိုက်ပါဆိုတာဝိပဿနာဉာဏ်ဖြစ်အောင်လုပ်ခိုင်းတာဆိုလို့တနေ့တစ်ခါလောက်တတိယကိုပိုင်တဲ့ပစ္စည်းတွေကိုကြည့်တနေ့ကျတော့ငါတို့ဒါလေးထားခဲ့ရတနေ့ကျတော့ငါတို့ထားခဲ့ရပစ္စည်းတွေပိုင်ဆိုင်တာတွေကြည့်ပြီးနှလုံးသွင်းငါတို့ကိုယ်တိုင်ကလည်းစွန့်ပစ္စည်းကလည်းငါတို့ကိုစွန့်ငါတို့ကတော့ပစ္စည်းကိုစွန့်ဘဝဆိုတာဘယ်ရမှမတည်မြဲပါလားမန္တလေးမြို့ကြီးတည်ပြီးတော့နန်းတော်ကြီးဆောက်ပြီးနေသွားတဲ့မင်းတို့မင်းကြီးပဲရှောင်းတော့ရှိဘူးလေအဲ့ဒါလိုပဲဘဝဆိုတာမမြဲဘူးဆိုတဲ့အနိစ္စတင်ညာကိုဆင်ញင်တုံတရားနဲ့မကြဆင်ញင်သုံးသပ်ပေးခြင်းအပြင်ဝိပဿနာကုသိုလ်ဖြစ်ပါတယ်အဲ့ဒီဖြစ်လာတဲ့ဝိပဿနာကုသိုလ်သည်ကုသိုလ်ထဲမှာအကောင်းဆုံးလုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးပဲဒါဖြင့်စောရကတဲ့မယ်ဆိုရင်လူတွေကအဲ့ဒါတွေတွေးရင်စိတ်ညစ်တယ်အကုန်လုံးထားခဲ့ရမှာဒါတွေတွေးစိတ်ညစ်တယ်ထင်ကောင်းထင်လေမဟုတ်ဘူးအသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ကြည့်တာအမှန်အကန်ကိုဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်လိုက်ရင်ဘလို့အကျိုးရအောင်ဆိုတွေ့တာမှုတွေညော့သွားတယ်ကိုယ့်ကိုထာဝရဖြစ်နေတဲ့အတွေးဟာညော့သွားတယ်ဩငါတို့ကတခဏပါလားတခဏဆိုတာငါတို့အကျိုးရှိတာလောက်ရမှာပါလားဆိုတာဒီအသိလေးဝင်လာတယ်အဲ့ဒီအသိကတတ်မိုးရှိတာပြောတာနော်တွေ့တာမှုတွေကိုရှော့ချနိုင်တယ်အသိနဲ့မှတွေ့တာမှုကိုရှော့ချတွေ့တာမှုရှော့ချနိုင်မှရင်ထဲကတောကဆိုတာရှော့ချလို့ရတယ်ကိုယ်နဲ့မပိုင်တဲ့ပစ္စည်းအတွက်လည်းဘယ်သူမှတောကမဖြစ်ဘူးကိုယ်မသိတဲ့လူတယောက်အတွက်လည်းဘယ်တော့မှတောကမဖြစ်ဘူးတောကဖြစ်တာကိုယ်နဲ့ခင်မင်းရင်းနှီးမှုကိုအကြောင်းပြုတယ်ကိုယ်ပိုင်ဆိုင်မှုကိုအကြောင်းပြုပြီးလူတွေဟာစိတ်ပူနေကြတာဖြစ်တယ်အဲ့ဒီစိတ်ပူမှုတွေကိုမခံစားချင်ဘူးဆိုလို့ရှိရင်တွေ့တာမှုတွေဖြောင်းလိုက်ပါ